လိုချင်သူတွေလေးဝိုင်းအလားဆုံးတော့ပန်းငယ်ရင်ဘဝမှာဆူမြချင်ရမခိုင်မြေလာရှင်တမ်းမေဆူလီများဆူတာခံနိုင်မလားအာဟာအာဟာကျိုးတင်ကစိတ်ကူးထား